စီချက်ခောက်ဆွဲတပွဲလေးထောင်စားပြမယ်နော်ခောက်ဆွဲပြားကစားလို့အဆင်မပြေဘူးအရင်ကဆိုခောက်ဆွဲဆိုအလုံးမစားလို့အဆင်ပြေတာဗျခောက်ဆွဲစားခြင်းနဲ့ပတ်သက်၍ကျန်းမာရေးအကျိုးသက်ရောက်မှုများကိုအောက်ပါအတိုင်းအချက်၅ချက်ဖော်ပြပေးပါမယ်၁အငံတက်များခြင်းအချိုနှင့်အငံတက်မြင့်မားစွာပါဝင်တတ်ပြီးသွေးတိုးယောဂနှလုံးယောဂနှင့်လေဖြတ်ခြင်းစသည့်နာတာရှည်ယောဂများဖြစ်စေနိုင်ပါတယ်၂အာဟာရပြည့်ဝမှုနည်းခြင်းခောက်ဆွဲမှာကာဘိုဟိုက်ဒရိတ်အဓိကပါဝင်ပြီးပရိုတင်းအမြင့်တက်ဗီတာမင်နှင့်သတ္တုဓာတ်များနည်းပါးတတ်ပါတယ်၃ဓာတုပစ္စည်းများပါဝင်ခြင်းတာရှည်ခံဆေးများအယောင်တင်ဆေးနှင့်အခြားဓာတုပစ္စည်းများပါဝင်တတ်ပြီးကျန်းမာရေးအတွက်မကောင်းနိုင်ပါ၄ဝမ်းချုပ်ခြင်းအမြင့်တက်နေပါမှုကြောင့်ဝမ်းချုပ်တတ်ပြီးအစာချေစနစ်ကိုထိခိုက်စေနိုင်ပါတယ်၅ကိုယ်အလေးချိန်တက်ခြင်းကယ်လိုရီများပြီးအာဟာရမပြည့်ဝသောကြောင့်မကြာခဏစားသုံးပါကကိုယ်အလေးချိန်တက်လာနိုင်ပါတယ်ကျန်းမာရေးအတွက်ခောက်ဆွဲကိုမကြာခဏစားသုံးခြင်းထက်ဟင်းသီးဟင်းရွက်များပရိုတင်းဓာတ်များထည့်၍ချက်ပြုတ်စားတောက်ခြင်းကပိုမိုသင့်တော်ပါတယ်မြန်မာနိုင်ငံတွင်ယောဂပိုးထူခြင်းယောဂဖြစ်ပွားနှုန်းမြင့်မားခြင်းအဓိကအကြောင်းရင်းများကိုအောက်ပါအတိုင်းအချက်၈ချက်ဖော်ပြပေးပါမည်၁အခြေခံကျန်းမာရေးစောင့်ရှောက်မှုအားနည်းခြင်းတိုက်နယ်ကျေးလက်ကျန်းမာရေးဝန်ဆောင်မှုများဆေးပစ္စည်းနှင့်ကျန်းမာရေးဝန်ထမ်းများလိုအပ်ချက်မပြည့်မီမှုများကြောင့်ယောဂကာကွယ်ကုသရေးအခက်အခဲရှိပါတယ်။နှစ်တန့်ရှင်းသောရေနှင့်တန့်ရှင်းမှုပြဿနာတောက်သုံးရေတန့်ရရှိမှုနည်းပါးခြင်းစနစ်တကျစွန့်ပစ်မှုမရှိခြင်းတို့ကြောင့်ဝမ်းပျက်ဝမ်းလျှောနှင့်ကူးစက်ယောဂများဖြစ်ပွားနိုင်ပါတယ်။၃အာဟာရချို့တဲ့မှုစားသောက်မှုပုံစံမမှန်ခြင်းပရိုတင်းဗီတာမင်ဓာတ်များချို့တဲ့ခြင်းတို့ကြောင့်ကိုယ်ခံအားစနစ်ကျဆင်းကယောဂကူးစက်လွယ်ပါတယ်။၄လူနေအိမ်ခြေစုပြုံမှုနှင့်လေဝင်လေထွက်မကောင်းခြင်းမြို့ပြကျေးလက်ရက်ကွက်အချို့တွင်လူဦးရေတိတ်သိမ်းမှုများပြီးယောဂကူးစက်မှုမြန်ဆန်စေပါတယ်။၅ကျန်းမာရေးအသိပညာနည်းပါးခြင်းယောဂကာကွယ်ရေးကုသရေးတန်ရှင်းရေးနှင့်ပတ်သက်သောအသိပညာများလက်လန်းမီမှုနည်းပါးခြင်းကြောင့်ယောဂဖြစ်ပွားမှုကိုတားဆီးနိုင်စွမ်းနည်းပါးပါတယ်။၆ရာသီဥတုနှင့်သဘာဝဘေးဒဏ်မိုးရာသီတွင်ရေကြီးခြင်းရာသီအကူးပြောင်းတွင်ယောဂပိုးမွှားများပေါက်ဖွားလွယ်ခြင်းတို့ကြောင့်ကူးစက်ယောဂများဖြစ်ပွားတတ်ပါတယ်။ခုနှစ်နိုင်ငံရေးနှင့်စီးပွားရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းမှုဆင်းရဲနွမ်းပါးမှုနှင့်လူမှုရေးမတည်ငြိမ်မှုတို့ကြောင့်ကျန်းမာရေးဝန်ဆောင်မှုများထိရောက်စွာမရရှိနိုင်ခြင်း၈ယောဂထိန်းချုပ်ရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှုနည်းပါးခြင်းကာကွယ်ဆေးထိုးနှံမှုလွှမ်းခြုံနှုန်းနှိမ်ခြင်းယောဂထိန်းချုပ်ရေးစနစ်တကျမရှိခြင်းတို့ကြောင့်ကူးစက်ယောဂများပြန့်ပွားနိုင်ပါတယ်။ဤအချက်များအပြင်စီဂရက်နှင့်အရက်တေစာအလွန်အကျွံသုံးစွဲမှုပိုးသက်ဆေးဓာတုဆေးများထိတွေ့မှုစသည့်အခြားအကြောင်းများလည်းရှိနေပါသည်။ယောဂဖြစ်ပွားမှုကိုလျှော့ချနိုင်ရန်ကျန်းမာရေးအသိပညာပေးအခြေခံကျန်းမာရေးဝန်ဆောင်မှုမြင့်တင်ခြင်းတန်ရှင်းရေးစနစ်ဖော်ဆောင်ခြင်းနှင့်အာဟာရပြည့်ဝရေးကြိုးပမ်းမှုများလိုအပ်ပါသည်။